မှကြည့်သူ့ခေါင်းပေါ်တိတ်လို့မြင်ခေါင်းပေါ်တိတ်တပတ်ပြည့်အောင်အေးလို့ညဆိုရင်လည်းအေးလို့ပဲခေါင်းပေါ်တိတ်တယ်တဲ့လေးတိတ်တယ်အေးလို့ဖြစ်သွားပြီသူနိုးတောင်းလို့သူပြနဲ့နိုးတောင်းလို့နိုးပြီးဆိုကြည့်လိုက်ဒီလိုဖြစ်သွားရင်အမေဘက်မှာရှိတော့ဖအေးဘက်မှာခေါင်းဖြစ်သွားပြီအနေလေလေအေးလိုပဲသူလှဲ့ပတ်အိတ်တာအေးလိုမျိုးအေးလိုမျိုးစောင်းတာလေးနော်မှောက်ရှင်တာလေးနော်မှောက်ရှင်တော့ခါကျအေးလိုဖြစ်သွားတာသူက4 လထဲ4 လပြည့်တော့မှ5 လထဲဝင်တော့မှမှောက်နေတော့လေအခုမှဒါနဲ့မှောက်ရှင်ဒါနဲ့အာယူနေတဲ့ရှင်မှောက်နေတဲ့ရှင်ကြတော့လေခေါင်းမမနေဘူးသူတဲ့ထားလဲခဏပဲလှိဆောရင်လှိနဲ့အေးလိုမျိုးမှောက်ရင်နဲ့ခေါင်းနဲ့ဆိုတော့မှောက်မရဘူးလေနော်ဒီဘက်အထဲထဲကခွက်နေနည်းဘေးကဖုန်နေတော့ခါကျတော့မှောက်မရမှောက်ရင်သူအေးလိုမျိုးပဲဖြစ်သွားတယ်ဒီလိုမျိုးတိတ်ဒီလိုမျိုးဖြစ်သွားအမေရဒီဘက်မှာအိတ်တယ်ဖေးရဟိုဘက်မှာအိတ်တယ်အညာလည်းဘယ်အချိန်ကြီးနိုးထားတိုက်တဲ့အချိန်ပဲကြီးသူ့ကိုတေးနိုးလို့ဘလို့ဖြစ်နေလဲထားကြည့်သူတလို့ဖြစ်နေပြီတနာပါတယ်ကလေးလေး